အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကဗင်နီဇွဲလားကမ်းလွန်မှာစီတင်သင်္ဘောတစ်စီးကိုသိမ်းယူကြောင်းဒီဇင်ဘာ10ရက်နေ့မှာကြေညာပါတယ်။ဗင်နီဇွဲလားသမ္မတနီကိုလတ်မက်ဒူရိုနဲ့ဆက်ဆံရေးအတော်လေးတင်းမာနေချိန်မှာစီတင်သင်္ဘောကိုအခုလိုသိမ်းယူလိုက်တာပါ။ The Skipper လို့နာမည်ပေးထားတဲ့စီတင်သင်္ဘောဟာမတန့်ဆင်ရသေးတဲ့စီပေပါ2 တန်းလောက်တင်လာတာဖြစ်ပြီးတော့အဲ့ဒီထဲကတဝက်ကကျူးဘားနိုင်ငံပိုင်ဖြစ်ပါတယ်။လေယာဉ်တင်သင်္ဘော USS Gerald Ford ကနေထွက်ခွာလာတဲ့ရဟတ်ယာဉ်နဲ့ကန်ယူရန်ဆောင်တပ်ဖွဲ့ဝင်တွေလိုက်ပါလာပြီးတော့စီတင်သင်္ဘောပေါ်ဆင်းသက်စီးနင်းခဲ့တာပါဒီလိုစီးနင်းရမှာအမေရိကန်ရေတပ်လည်းပူးပေါင်းပါဝင်ပါတယ်အီရန်နဲ့ဟစ်စဘိုလာအကြမ်းဖက်အဖွဲ့ကိုထောက်ပံ့ဖို့တရားမဝင်စီတယ်ဆောင်လာတဲ့ကွန်ရက်မှာပါဝင်တာကြောင့်အမေရိကန်တပ်ခတ်ပိတ်ဆို့ထားတဲ့စည်ရင်းထဲမှာစီတင်သင်္ဘော The Skipper ကိုထည့်သွင်းထားတာနှစ်အတော်ကြာရှိပြီလို့အမေရိကန်အာဏာပိုင်တွေကပြောပါတယ်ဗင်နီဇွဲလားအစိုးရကတော့စီတင်သင်္ဘောကိုကူးလို့သိမ်းယူတာနဲ့ပတ်သက်ပြီးတော့နိုင်ငံတကာပြန်ပေးဆွဲမှုလို့ခေါ်ဆိုပြီးဗင်နီဇွဲလားတဘာဝတယံဇာတတွေကိုအမေရိကန်တွေကခိုးယူခြင်းနေတာလို့ပြောပါတယ်သမ္မတမက်ဒူရိုကတော့သင်္ဘောသိမ်းယူတဲ့ကိစ္စကိုထည့်ပြီးမပြောပေမဲ့အမေရိကန်အင်ပါယာကိုပြန်တွန်းလှန်ဖို့ပြင်ဆင်ထားပြီးပြီလို့ပြောဆိုပါတယ်ကျွန်တော်အောင်ဆွေပါ